စေမှာဆိုလို့ဒါမြင်လောက်ထားပါတယ်ဒါလည်းငြို့တိမဟုတ်ဒါစွန်းသေးဆို3စွန်းထဲပါတယ်3စွန်းထဲပြီးတော့ဒါညက်ပေါ်ပြီးဆိုရင်ဝယ်လာတဲ့ချက်သားကိုဝယ်လာတဲ့ချက်သားကိုဒါတီးပါမယ်เนาะဒါတော့သမီးလေးချိတ်တဲ့ချက်တောက်လေးဝယ်ထားပါတယ်ဒီလေးချန်တဲ့ဟာ3လေးထီးပြီးရေးဆေးပြီးတော့အမစားဆွနေချုံမှုတ်ထဲမယ်ပေါ့เนาะစားဆွနေချုံမှုတ်ထဲရင်လည်းအမပြောဒီမှာရတာဝင်အောင်လို့သူ့ကိုလည်းနည်းနည်းလေးရတာဝင်အောင်နည်းနည်းလေးနေထားလေးပါနေထားပါလေနောက်စားဆွနေချုံမှုတ်နေပြီးသွားပြီလို့ဆိုရင်စီတက်ရမယ်ပေါ့เนาะစီတက်ရမယ်အမေစီကတော့ကိုကြိုက်တယ်လို့စီပြန်ချက်မှဆိုရင်2စုံလောက်ထည့်ပါတယ်ဒါတော့အဲ့စုံနဲ့ကိုတစ်စုံနဲ့တစ်ဝက်ကိုထည့်ပြီးစီတက်ထားတယ်ပေါ့နော်ဒါတော့ငရုတ်တီးနဲ့ခုနချက်သွန်ပြချက်သွန်နေနဲ့ကိုထောင်ထားတဲ့ဟာကိုစီတက်မယ်စီကလေးနည်းနည်းချက်သွန်နဲ့စီတက်ပြီးမွေးလာပြီဆိုရင်ချက်သားကိုအရင်ထည့်ရမယ်ပေါ့နော်ချက်သားကိုရင်ထည့်မယ်ချက်ကတော့အပြော့ပဲဆိုတော့ရေနည်းနည်းခမ်းတာနဲ့အနာလေးမှုေးတာနဲ့ပြီးမှာပေါ့နော်ငရုတ်တီပေါ့ငပြောတီကိုထည့်မယ်ပေါ့နော်ဒါတော့နေပြောလို့ရှိရင်ခဏလေးဖုံးအုပ်ထားမယ်ပေါ်ရှင်မှာမွေးလာပြီးစိတ်မရေနဲ့ခမ်းပါပြီဆိုရင်မွေးလာပြီဆိုရင်ခုနကပြောတီကိုထည့်မယ်ပေါ့နော်ဒါပြောတီထည့်ပြီးတော့မွေးမယ်ပြီးလို့ရှိရင်ရေနည်းနည်းထည့်မယ်ပေါ့နော်သူနူးအောင်ရေနည်းနည်းထည့်မယ်ရေကတော့ကိုကြိုက်တဲ့နေထားလောက်ထည့်ရမယ်ပေါ့နော်ဒါတော့ကိုရေများဆိုရင်များထည့်နည်းနည်းထည့်ပေါ့နော်ဒါတော့ထည့်သွားလို့ရှိရင်ဖုံးအုပ်ခဏဖုံးအုပ်ထားပါမယ်ပြီးသွားလို့ရှိရင်ရတာရှိတဲ့ချက်သားငပြောတီဟင်းကိုရပါပြီရှင်ဒါလေးအနံ့လေးမှုေးအောင်မဆလာကိုထည့်လိုက်မယ်ပေါ့နော်ဒါကိုမဆလာကြိုက်တော့မဆလာလေးထည့်မယ်မဆလာလေးဖြူထည့်ပြီးလို့ရှိရင်တော့ဒါဖုံးအုပ်ပြီးတော့ရပါပြီဒါပြီးမီးပိတ်လို့ရပါပြီနော်ဒါမီးမလာတော့ကနဲ့ချက်ထားပါတယ်ရတာရှိတဲ့ချက်သားငပြောတီရပါပြီရှင်ဒါလေးတော့တချို့တော့ချက်ပူးမှာပေါ့နော်ချက်ပူးတယ်လေရှိပါတယ်ဒါတော့စမ်းချက်ကြည့်ပါစားလို့ရမ်းကောင်းပါလေချိုလေးပါချက်သားငပြောတီချက်ပါရှင်ဆုံးဖြတ်ကြည့်ပြီးတော့ကျေးဇူးတင်ပါတယ်ရှင်တတား